သူမကလူတွေကိုတတိပေးဖို့စူးစမ်းလိုက်တဲ့အချိန်မှာပဲကျမ်းပြင်တစ်ခုလုံးရုတ်တရက်ကျိုးကွဲသွားခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်ဟာတစ်စက္ကန့်အတွင်းမှာပဲပျော်ရွှင်မှုကိုကြောက်မက်ဖွယ်အော်ဟစ်တန်တွေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။လူတွေဟာတယောက်ပြီးတယောက်အောက်ကိုပြုတ်ကျကုန်ကြပြီးအော်ဟစ်တန်တွေကနေရာအနှံ့ကျဉ်းနှံ့သွားခဲ့ပါတယ်။ခန္ဓာကွဲစာတွေပြိုကျနေတဲ့တန်ရက်မတွေပြေးလွှားနေတဲ့ခြေတံတွေကြောက်လန့်တကြားအကူအညီတောင်းတန်တွေဟာတခန်းလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။အာရစ်မျက်ရည်တွေကြားကနေပေါ်ကိုရှာဖွေနေခဲ့ပြီးသူ့နာမည်ကိုအော်ခေါ်နေခဲ့ပါတယ်။ဟောက်ကတော့တန်ရက်မမှာတင်နေတဲ့ခန္ဓာအပိုင်းအစတစ်ခုကိုအားပြုပြီးအသက်ရှင်ဖို့စူးစမ်းခဲ့ပေမဲ့သူ့လက်တွေတုံနေပြီးသွေးတွေစီးကျလာတာတော့မရပ်နိုင်ခဲ့ပါဘူး။အဲ့ဒီဖန်သားဟာမခံနိုင်တော့ပဲကျိုးကျသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖော်ဟာအရေရှိတင်အောက်ကိုပြုတ်ကျပြီးအသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ဟာထိတ်လန့်တကြားပြေးလာရင်းစပိုမှုကိုဝင်တိုက်မိတာကြောင့်သူမရဲ့အဝတ်အစားမီးလောင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းလေးပေးဆက်ပန်ကားတဲ့ညက်နေတဲ့အကျွေးဆေးကြောင့်ပန်ကားကျိုးထွက်သွားပြီးဒစပိုက်လိုင်းကိုထိမိသွားတာကြောင့်ကစားတွေစတင်ယိုစိမ့်လာပါတယ်။အဲ့ဒီယိုစိမ့်မှုကိုဘယ်သူမှမသိသေးပဲလေထဲမှာတော့အန္တရာယ်ရှိတဲ့အနံ့တစ်ခုတဖြည်းဖြည်းပြန့်နှံ့လာနေခဲ့ပါတယ်။မီးလောင်နေတဲ့အမျိုးသမီးဟာမသိပဲကားယိုနေတဲ့နေရာကိုဖျက်ပြေးလိုက်ချိန်မှာတော့ခမ်းမကြီးတစ်ခုလုံးအင်အားပြင်းထန်စွာပောက်ကွဲသွားခဲ့ပါတယ်။အဲ့ဒီပောက်ကွဲမှုကလူတွေရဲ့အော်ဟစ်တန်တွေကိုတခဏအတွင်းဖုံးလွှမ်းသွားပြီးအရာအလုံးကိုမိမိကိုဖုံမှပြင်းနှက်သွားစေခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူတွေဟာလွတ်မြောက်ဖို့လှေကားစီကိုအလူရက်ပြေးဆင်းနေကြပါတယ်။ဒါပေမဲ့လူအများရဲ့အလေးချိန်ကိုမခံနိုင်တော့တဲ့လှေကားဟာရုတ်တရက်ပြိုကျသွားခဲ့ပြီးအပေါ်မှာရှိနေတဲ့လူအများပြားဟာအောက်ကိုပြုတ်ကျကအသက်ဆုံးရှုံးခဲ့ရပါတယ်။အောက်ကိုဆင်းဖို့စူးစမ်းနေတဲ့သူတွေဟာတယောက်ကိုတယောက်တွန်းထိုးမိလဲကျမိအော်ဟစ်မိနဲ့ခြေနေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။ Rex ကတော့ဓလေကားနဲ့လွတ်မြောက်ဖို့စူးစမ်းပေမဲ့ဓလေကားဟာရုတ်တရက်ကျိုးပြတ်ပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ Rick ရဲ့အော်ဟစ်တန်ဟာအဲ့ဒီအခိုက်အတန့်မှာမျောလင်းချက်နဲ့အဆုံးသက်ကြားကနောက်ဆုံးအတန်လိုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်စားတောက်ဆိုင်တစ်ခုလုံးဟာတစ်ဖက်ကိုဆောင်းလာပြီးအထဲမှာကျန်နေတဲ့လူတွေဟာတယောက်ပြီးတယောက်အောက်ကိုရှော့ကြကတေဆုံးသွားကြပါတယ်။နေရန်တွေကတုန်ခါနေပြီးဖန်သားတွေကတစ်ခုပြီးတစ်ခုကွဲထွက်လာကအဆောက်အုံတစ်ခုလုံးဟာမကြခင်ပြိုကျတော့မဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Rex နဲ့ကလေးတစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ Grace ဟာမောဘန်းနွမ်းနေပြီးဒဏ်ရာတွေကြားကနေကလေးကိုတင်းတင်းဖတ်ထားခဲ့ပါတယ်။သူမရဲ့မျက်လုံးထဲမှာဖောက်အုပ်ကိုဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းမှုအသက်ရှင်ကျန်ရစ်ခဲ့တဲ့အံ့အားသင့်မှုနောက်ထပ်ဘာဖြစ်မလဲဆိုတဲ့ကြောက်ရွံ့မှုတွေအားလုံးရောထွေးနေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးပောက်ကွဲမှုတစ်ခုကသူတို့နှစ်ယောက်ကိုပါအောက်ဖက်သို့လွင့်စင်သွားစေခဲ့ပါတယ်။ Iris ဟာကလေးကိုမလွတ်ချင်ပဲတင်းတင်းဖတ်ထားရင်မဖြစ်ဘူးဆိုတဲ့အတွေ့အကြုံတစ်ခုတည်းနဲ့အသက်ကိုစုပ်ကင်ထားခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကံကောင်းစွာနဲ့ဖုံးပေးထားခဲ့တဲ့ဆေးဆက်လက်စွပ်လေးဟာတန်ချောင်းတစ်ခုကြားမှာချိတ်မိသွားတာကြောင့် Iris ဟာချက်ချင်းအောက်ကိုပြုတ်မကျပဲတခဏလောက်ရပ်တန့်သွားခဲ့ပါတယ်။သူမရဲ့အသက်ရှူတန်းကတုန်ခါနေပြီးလက်တွေကအားနည်းလွန်းပေမဲ့အဲ့ဒီလက်စွပ်လေးကပဲသူမနဲ့ကလေးကိုတေးချင်းတရားကနေဆွဲထုတ်နိုင်ပါမလား။